ကဲချဲ့တဲ့မန်စီးတီးဖန်တွေမင်္ဂလာပါမနက်ဖြန်ည7:00နာရီခွဲကြလို့ရှိရင်ဒါကျွန်တော်တို့မန်စီးတီးရဲ့ပရီးမီးယားလိပွဲစဉ်16ရှိပါတယ်ပရီးမီးယားလိပွဲစဉ်16အဖြစ်ဒါခရစ္စတယ်ပဲလီရဲ့အိမ်ခွဲမှာတွားရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်အဲ့တော့ခရစ္စတယ်ပဲလီအသင်းကညီကိုတို့သိတဲ့အတိုင်းပဲသူကသူကဘယ်တော့ပဲပရီးမီးယားလိမှာတိုင်ပတ်ပတ်ကျွန်တော်တို့မန်စီးတီးအသင်းနဲ့တွေ့လို့ရှိရင်ဒုက္ခပေးလိပေးတာရှိတဲ့အသင်းဖြစ်ပါတယ်အဲ့တော့ဒုတိယစပါးလို့ပြောလို့ရတယ်စပါးအသင်းလိုမျိုးပဲရှင်ပြိုင်ရခက်ခဲတဲ့အသင်းတွေထဲမှာအဲ့ဒီခရစ္စတယ်ပဲလီအသင်းပါပါတယ်အဲ့တော့ကျွန်တော်တို့မန်စီးတီးတင်ဘယ်တော့ပဲဟိုအရင်နှစ်တည်းကလေဖလားတွေပါလေ3နှစ်ဆက်တွေ4နှစ်ဆက်တွေယူတဲ့အချိန်ကာလဒီကာတောင်မှကျွန်တော်တို့ဒါဒီ Crystal Palace အသင်းဆိုတာပြန်ဆန်ရကန်ရခက်တဲ့အသင်းထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒါအခုပြီးခဲ့တဲ့မိနစ်ကကျွန်တော်တို့ FA Cup Final မှာလေကျွန်တော် 1-0 ဆိုတဲ့ရလဒ်နဲ့ကျွန်တော်ကပ်ပြီးတော့ရှုံးခဲ့တာညီကိုတို့အတိပဲဖြစ်ပါတယ်အဲ Crystal Palace အသင်းကပြောရမယ်ဆိုလို့ရှိရင်ကျွန်တော် Man City အသင်းအတွက်ဒုက္ခကောင်းအောင်ပေးတတ်တဲ့အသင်းထဲမှာပါတယ်အဲ့တော့ဒါအဖေဖလားလဲကျွန်တော်တို့လက်တကမ်းအလိုကြမှာမနေ့ကလည်းလက်လွတ်ခဲ့ရတယ်အဲ့တော့ဒါ Crystal Palace အသင်းနဲ့အခုဒါ8နာရီခွဲမှာကျွန်တော်ပရီးမီးယားလိပွဲစဉ်16အဖြစ်ပြဖက်ညကြရှင်ပြိုင်ကစားကြတော့မှာဖြစ်တဲ့သူ့ရဲ့အိမ်ဝဲမှာတောက်ရှင်ပြိုင်မှာဖြစ်လို့ပိုလို့တောင်စိုးပါသေးတယ်အဲ့တော့ကျွန်တော်တို့ကောင်းမွန်နဲ့ပြင်ဆင်သွားဖို့လိုတယ်လက်ရှိကျွန်တော်တို့ဒါမနေ့ကနဲ့ဒီပရီးမီးယားလိရာသီမှာဒီဘယ်လီအသင်းနဲ့ထိတိုက်တွေ့ဆုံမှုတွေကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီပထမအကြိမ်မှာပေါ့နော်မနေ့ကလည်းပထမအကြော့မှာသူ့ရဲ့အိမ်ခွဲမှာကျွန်တော်တို့တူးဆိုရလနဲ့တည်ကန်ခဲ့ရတယ်တည်ကြခဲ့တယ်ပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်မစီကွန်း EDF ကွန်းမှာဒါကျွန်တော်တို့ကအနိုင်ရရှိခဲ့တယ်5-2ဆိုရလနဲ့ကျွန်တော်အနိုင်ရရှိခဲ့တယ်မနေ့ကနှစ်ကြော့မှာကျွန်တော်တကြော့ပဲအနိုင်ရတယ်တကြော့ကတည်ဖြစ်ခဲ့တယ်သူတို့အိမ်ခွဲမှာနော်အဲ့တော့ဒီနေ့လည်းဒါပထမဆုံးအကြော့မှာဒါသူ့ရဲ့အိမ်ခွဲမှာသွားကန်ရမယ်အဲ့တော့ကျွန်တော်တို့မန်စီးတီးဖောင်ကတော့မိနစ်ကချက်တော့အများကြီးကောင်းတာပေါ့နော်မိနစ်ကချက်တော့အခုလက်ရှိဖောင်ကအသင်းရဒါရတန်မိနေတယ်ယုံကြည်မှုလည်းပြန်ရနေတယ်ချန်ပီယံလိမှာလည်းကျွန်တော်တို့ဒါနိုင်ထားတယ်ရီယယ်မက်ချစ်လို့ပြောရမယ်ဆိုရင်ဗျာချန်ပီယံလိဘယင်ဆိုအသင်းမျိုးကျွန်တော်အနိုင်ရယူထားတယ်အသင်းရဲ့ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာလည်းအကောင်းဆုံးအမြင့်ဆုံးအခြေအနေမှာရှိနေပေါ့နော်အဲ့တော့ဒီပရီးမီးယားလိမှာဆိုတဲ့ကျွန်တော်ချန်နယ်လမ်းမှာ3စီးနဲ့ကျွန်တော်နောက်ဆုံးကိုပြတ်နိုင်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်လက်ရှိမန်စီးတီးအသင်းရဲ့ကျွန်တော်အသင်းရဲ့ဖောင်ကတော့ဒါမိနစ်ကနေတော့မတူအများကြီးကောင်းမွန်တဲ့အနေအထားမှာရှိတယ်အဲ့တော့ကျွန်တော်တို့ဒါဒီဘယ်လီအသင်းကိုကောင်းမွန်တဲ့ရှင်းပြနိုင်မယ်လို့ယူဆပါတယ်အဲ့တော့ကျွန်တော်တို့အသင်းဒီအဓိကနီးပြသူ့ရဲ့ပုံမှန်ရတန်မှုတဲ့ကစားသမားတွေနဲ့ပဲတုံးပြီးတော့ဒီပုံမှန်ကစားကွက်နဲ့ပဲပွဲထွက်ဖို့လိုပါတယ်ထူးဆန်းမလုပ်ဖို့ပဲလိုပါတယ်အဲ့တော့ तू ကဟိုဒီအရေးကြီးတဲ့ပွဲဆိုတော့ तू လောက်တယ်လို့ပါအဲ့တော့ထူးဆန်းလုပ်တယ်အဲ့တော့ဘယ်လီနဲ့ပွဲကအရေးကြီးတဲ့အဆင့်တော့မဟုတ်ပေမဲ့ဒါပရီးမီးယားလိမှာပြန်ဆိုင်ရခတ်တဲ့အသင်းတွေထဲမှာဘဲလီလည်းပါပါတယ်ကျွန်တော်မန်စီးတီးအသင်းတို့ပြန်ဆိုင်ရခတ်တဲ့ဒီကျွန်တော်တို့မန်စီးတီးအသင်းကိုဒုက္ခပေးလိပေးကြရှိတဲ့အသင်းတွေထဲမှာအဲ့ဒီဘဲလီအသင်းလည်းပါတာမို့လို့ဒါကျွန်တော်ကတော့ဒုတိယစပါးဆိုတော့ဆိုလိုချင်တယ်ပေါ့နော်အဲ့တော့အဲ့အသင်းကိုမနေ့ကကမ်းမှာမို့လို့ကျွန်တော်တို့အသင်းဒီပြောရမယ်ဆိုရင်ကောင်းမွန်တဲ့ယုံကြည်မှုရှိနဲ့ကောင်းဒီကျွန်တော်တို့ပုံမှန်အမှတ်3မှတ်ရအောင်အနိုင်3မှတ်ရအောင်ရယူခံဖို့လိုပါတယ်ဒါမှသာလေကျွန်တော်တို့ကဒါအာဆင်နယ်လည်းမနေ့ကကြာလို့မနေ့ကညsorry အာဆင်နယ်ဒီနေ့ညကမှာနော်အာဆင်နယ်ဒီနေ့ညဒါကျွန်တော်တို့ဝူဘာတန်နဲ့ဒါမသိဝူဘာတန်နဲ့တွေ့နေမှာဆိုတော့ကျွန်တော်တို့ကဟိုအာဆင်နယ်လည်းပွဲ6နဲ့အပတ်မှာကျွန်တော်တို့အသင်းကဒါပြောရမှာဆိုရင်အနိုင်ရယူဖို့လိုပါတယ်အမှတ်ကိုရသမျှလိုက်ကတိုင်း2မှတ်ကွာမှာတောက်လျှောက်ဖိအားပေးနေလို့လိုပါတယ်အဲ့တော့မနေ့ကညကျွန်တော်တို့ပြန်ဆိုင်ရခက်ခဲတဲ့ဒီဒါခရစ္စတယ်ပဲလီတင်ကိုကျွန်တော်တို့သူ့ရဲ့အိမ်ခွဲမှာတွားရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်မနေ့ကည7နာရီခွဲမှာရှင်ပြိုင်မှာမို့လို့ဒါညီကိုတို့အားလုံးတော့ကြည့်ကြမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ကျွန်တော်မန်စီးတင်ဒီနိုင်ပွဲဆက်နေတဲ့ဟာကိုဆက်လက်ထိန်းပြီးတော့ဒါကျွန်တော်တို့ရှင်ပြိုင်မှုလိုပါတယ်ပြီးအာဆင်နယ်ဘက်ဆက်ပြီးတော့2မှတ်ကွာနေဖျားပေးဖို့လိုပါတယ်ကွာဒီယိုလာပြောနေကြစကားရှိပါတယ်ပရီးမီးယားလိဖလားရချင်လို့ရှိရင်လှုပ်ရှားရှိလုပ်ပြီးတော့ဒီတပွဲချင်းကိုအာရုံစူးစိုက်ပြီးကျွန်တော်တို့ကဒါအနိုင်ကန်သွားဖို့လိုပါတယ်ဆိုသူပြောနေကြစကားရှိအဲ့တော့သူကလည်းအဲ့လိုပဲလုပ်မယ်ထင်ပါတယ်ညှော်လွတ်ပါတယ်အဲ့တော့ကျွန်တော်မန်စီးဖန်နေ fighting မှာမနေ့ကကြာတာဘယ်လီကိုအနိုင်ရယူရမယ်အနိုင်ကန်ပြီးတော့ကျွန်တော်တို့ဒါနောက်ထပ်ရှေ့တို့ပေါ့နော်ရှေ့တို့ကျွန်တော်ဆက်ကြမယ်ပေါ့နော်အဲ့တော့ဘယ်သူတွေကိုသုံးမှာလို့တင်တယ်ကျွန်တော်ကတော့ဟာလန်ကိုဂိုးပေါက်ပြန်ဒီဂိုးပြန်သွန်းစေချင်ပြီပေါ့နော်ဟာလန်ကိုဂိုးပြန်သွန်းစေချင်ပြီဒါမှတိုင်းသူ့ရဲ့ပရီးမီးယားလိရွှေဖနက်စုအတွက်ပြင်ဥရောပရွှေဖနက်စုအတွက်သူကမျှော်လင့်လို့ရမှာဖြစ်တယ်တစ်ဖက်မှာလည်းဟာရီကိန်းတို့အမ်ဘပေတို့ကလည်းဒါတွန်းနေရဖြစ်လို့ဟာလန်လည်းဒါပြန်ပြီးတော့ဂိုးမနှက်ခံကြကြဂိုးများများရဖို့မျှော်လင့်တယ်ပေါ့နော်မျှော်လင့်ပါတယ်အဲ့တော့ညီကိုတို့ဘယ်လိုထင်ကြလဲဘယ်လိုရလက်တွေထွက်လာမယ်လို့ထင်ကြလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးကြပါဦးအဲ့တော့ကျွန်တော်ဒီမန်စီးတီးသတင်းတွေကိုကျွန်တော်ဒီ YouTube မှာရော TikTok မှာရောတင်နေတာဖြစ်ပါတယ် G9 Series Highlight များဆိုတဲ့ကျွန်တော်ရဲ့ဒီနာမည်နဲ့
YouTube မှာလည်း channel လေးဖွင့်ထားပါတယ်အကယ်၍မန်စီးဖန်တွေ YouTube မှာရောက်ခဲ့လို့ရှိရင်ကျွန်တော်ရဲ့ channel လေးကိုလာပြီးတော့မန်စီးသတင်းတွေလာကြည့်ကြဖို့ subscribe လုပ်ပြီးလာကြည့်ကြဖို့မြစ်တာရက်ခံချင်ပါတယ်မျှော်လင့်ပါတယ်အဲ့တော့ဒါမနေ့ကတော့ကျွန်တော်တို့မနေ့ကတော့ဒီဟာလန်ကပထမအကြော့မှာဟာလန်ကပထမအကြော့မှာလေဒီကျွန်တော်တို့တကိုးသွင်းတယ်ပေါ့နော်ဟာလန်တကိုးသွင်းထားတယ်ဒုတိယအကြော့မှာတော့ဒီပဲလီကိုကိုးသွင်းထားနိုင်ခြင်းမရှိဘူးဒီနေ့တော့ဟာလန်ဘယ်လိုကိုးသွင်းမယ်လို့ထင်လဲညီကိုတို့ဘယ်လိုထင်ကြလဲဘယ်သူတွေကိုးသွင်းမယ်လို့ထင်လဲဘယ်လိုရရမြက်လက်မျိုးထွက်လာမယ်လို့ထင်လဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးကြကြအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်